ทำไมถึงอย่าละออกคะ ဘာဖြစ်လို့အလုပ်ထွက်ချင်တာလဲတဲ့ ဘလို့ချင်လို့ထွက်တာပေါ့ဘာဖြစ်လဲ เขาบอกว่าไม่อยากทำแล้วค่ะ อย่าละออกเหรอแล้วจะไปทำงานที่ไหนต่อ ဘယ်နှမှာအလုပ်ဆက်လုပ်အောင်မလဲတဲ့ မင်းသားဘာမှအလုပ်မလုပ်တော့နော်မင်းသားပဲလုပ်တော့ကိုနဲ့တန်တဲ့လို့တွေ့ပါပြီโอเค เขาบอกว่าไม่ทำแล้วค่ะเขาทำพระเอกค่ะ จะทำพระเอก แล้วที่นี่มีอะไรที่ไม่โอเคไหม ဒီမှာမโอเคတာဘာရှိလို့လဲ မရှိဘူးထွက်ချင်လို့ထွက်တာ เขาบอกว่าโอเคค่ะแต่เขาอยากออกเฉยๆแบบนี้เลยค่ะ แล้วเขียนใบลาออกหรือยัง အလုပ်ထွက်စာရေးပြီးပြီလား အားရလာရေးမယ်ခုမအောင်ရှူတင်ရှိတယ်သွားစရာရှိတယ်နောက်ဖုန်းလည်းမဆက်နဲ့တွေ့ဖို့လည်းမရောမခေါ်နဲ့မအောင်โอเคနားလဲနော်เข้าใจไหม ဆိုတော့ခဏပြောသွားတဲ့ထိုင်းစကားလေးတွေကိုလေ့လာကြည့်ရအောင်နော်ဆိုတော့ဘာလို့အလုပ်ထွက်ချင်တာလဲဆိုရင်ทำไมถึงอย่าลาออกคะဘာလို့အလုပ်ထွက်ချင်တာလဲဆိုရင်ทำไมถึงอย่าลาออกคะပြီးတော့နောက်ဘယ်မှာအလုပ်သွားလုပ်မလဲပေါ့နော်အဲ့ဆိုရင်จะไปทำงานที่ไหนต่อคะဘယ်မှာအလုပ်သွားလုပ်မှာလဲဆိုရင်จะไปทำงานที่ไหนต่อคะပြီးတော့မှဟိုပြန်ပြီးတော့ဒီမှာပေါ့နော်ဘာတွေအဆင်မပြေတာရှိတယ်ပေါ့အဲ့ဆိုရင်ကြတော့ที่นี่มีอะไรที่ไม่โอเคไหมคะဒီမှာအဆင်မပြေတာဘာညာရှိလားဆိုရင်ที่นี่มีอะไรที่ไม่โอเคไหมคะပြန်ပြီးတော့စဉ်းစားကြည့်အောင်လားဆိုရင်กลับไปคิดก่อนไหมคะပြန်စဉ်းစားကြည့်အောင်လားဆိုရင်กลับไปคิดก่อนไหมคะပြီးတော့ဟောပေါ့နော်လှုပ်ထွက်စာရေးပြီးပြီလားဆိုရင်เขียนใบลาออกหรือยังคะလှုပ်ထွက်စာရေးပြီးပြီလားဆိုရင်เขียนใบลาออกหรือยังคะဆမတို့ရှိမြပါမှာထိုင်းစာထိုင်းစကားနဲ့ထိုင်းစကားပြောတိကျတင်တာလေးရှိပါတယ်ဆမနဲ့တူတူထိုင်းစာထိုင်းစကားတင်ချင်နေဆိုရင်တော့ comment မှာ1 2 3လို့မှတ်ခဲ့ပေးပါနော်နောက် video လေးမှာပြန်တွေ့ပါမယ်အားလုံးပဲတတာ